Ilya Topuria နဲ့ Justin Gage ဘသူကအနိုင်ရတော့မလဲလက်သီးတစ်ချက်နဲ့ပွဲကိုအဆုံးသတ်နိုင်တဲ့လူနဲ့ဘလောက်ပဲထိုးခန့်နေရပါစေရှေ့ဆက်တိုးနေတတ်တဲ့စစ်တီတော်ဒီနေ့ရောက်ထိတ်တိုက်တွေ့တဲ့အချိန်မှာဘာတွေဖြစ်လာမလဲလူအများစုက Ilya Topuria အလွယ်တကူအနိုင်ရမယ်လို့ပြောနေကြပါတယ်ဒါပေမဲ့ Justin Gage မှာလူတွေသတိမထားမိသေးတဲ့အားသာချက်တစ်ခုရှိနေပါတယ်ဒီနေ့မှာတော့အဲ့ဒီအကြောင်းကိုအသေးစိတ်လေ့လာကြည့်လိုက်ရအောင်ပါဘာကြောင့် Ilya Topuria ကအသာစီးရသူဖြစ်နေတာလဲလက်ရှိမှာပွဲလေ့လာသုံးသပ်သူနဲ့အားကစားသတင်းအများစုက Ilya Topuria ကိုအနိုင်ရဖို့အလားအလာအများဆုံးသူအဖြစ်သတ်မှတ်ထားကြပါတယ်။အကြောင်းကတော့သူ့ရဲ့ထိုးချက်တွေကအလွန်တိကျတယ်။အချိန်ကိုက်လုံနိုင်စွမ်းကောင်းတယ်။ပြီးတော့တစ်ချက်ထိုးလိုက်ရုံနဲ့ပြိုင်ဘက်ကိုအလဲထိုးနိုင်တဲ့ပါဝါရှိတယ်။ပြိုင်ဘက်တစ်ယောက်အမှားတစ်ချက်လုံးမိတာနဲ့ပွဲကချက်ချင်းပြီးသွားနိုင်တယ်။ဒါကြောင့်လူအများစုကJustin Gage အတွက်ခက်ခဲမဲ့ပွဲတစ်ပွဲလို့မြင်နေကြတာဖြစ်ပါတယ်။ Justin Gage ကိုလူတွေဘာကြောင့် short တွက်နေကြတာလဲ။ Justin Gage ဆိုတာနဲ့လူအများစုမြင်တာကရှေ့တိုးမယ်ပြီးရင်တိုက်စစ်ဖွင့်မယ်။စစ်ပွဲတစ်ပွဲကိုဖန်တီးတတ်တဲ့ fighter တစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့တကယ်တမ်းတော့သူဟာထင်ထားတာထက်ပိုပြီးတွက်ချက်ကစားတတ်တဲ့ fighter ဖြစ်ပါတယ်။အန်ဒီယေကိုတီးတဲ့အချိန်မှာလက်နှစ်ဖက်ကိုမြှောက်ထားတတ်ပြီးကိုကာကွယ်ရင်ရှေ့တိုးတတ်ပါတယ်။ဒီနီလန်က Ilya ကိုအနိုင်ယူဖို့လုံလောက်နိုင်မလားမသေးကြပေမဲ့အလွယ်တကူအလဲထိုးခံရမဲ့အန်ဒီယေကိုတော့ short ချပေးနိုင်ပါတယ်။ Ilya ရဲ့အန်ဒီယေအရှိဆုံးလက်နက်ကပါလဲ။ Ilya ရဲ့အန်ဒီယေအရှိဆုံးအရာကသူ့ရဲ့ထိရနဲ့ကြားတဲ့ပါဝါလားမဟုတ်ပါဘူး။သူ့ရဲ့နေရာရွှေ့နိုင်စမ်းဖြစ်ပါတယ်။သူကပြိုင်ဘက်ကိုဖြည်းဖြည်းချင်းနောက်ဆုတ်သွားစေတယ်။တန်စကာနားအထိရောက်သွားအောင်ဖိအားပေးတယ်။အဲ့ဒီအချိန်မှာပြိုင်ဘက်အတွက်လွတ်လပ်မရှိတော့ဘူး။ပြီးတော့သူကဒေါင်းအသစ်တွေဖန်တီးပြီးထိုးချက်တွေကိုဇက်တိုက်ထုတ်တယ်။ဒါဟာသူ့ကိုအန်ဒီယေအရှိဆုံး fighter တွေကတယောက်ဖြစ်စေတဲ့အကြောင်းရင်းဖြစ်ပါတယ်။ Justin Gage ဘယ်လိုတုံ့ပြန်လာမလဲ။ Justin Gage အတွက်အကောင်းဆုံးနီလန်ကအလင်းစလိုမလုပ်ဖို့ပါ။ Ilya နဲ့လက်သီးအပြန်အလှန်ထိုးတာမျိုးမလုပ်သင့်ပါဘူး။ကိုကာကွယ်ရင်ဖိအားပေးရပါမယ်။ခြေထောက်နဲ့အောက်ပိုင်းတွေကိုကန်မယ်ခန္ဓာကိုယ်ကိုထိုးရမယ်။တိုက်ပွဲကိုရှေ့အောင်ဆွဲသွားရမယ်။အဲ့ဒီလိုလုပ်နိုင်ရင်နောက်ပိုင်းအခြေတွေမှာအခွင့်အရေးရလာနိုင်ပါတယ်။ပွဲရဲ့အဆုံးဖြတ်ဖြစ်လာမယ့်အခိုက်အတန့်ဒီပွဲမှာအရေးကြီးဆုံးမေးခွန်းကတစ်ခုတည်းပါ။ Gage ဘယ်လောက်ကြာစိတ်ရှည်နိုင်မလဲ။သူကတဘာဝအတိုင်းတိုက်ခတ်ရတာကိုကြိုက်တယ်။ဒါကြောင့်တစ်ချိန်မှာတော့အခုချိန်ကငါဝင်တိုက်ရမယ့်အချိန်ပဲလို့တွေးပြီးလက်လွတ်လာနိုင်ပါတယ်။အဲ့ဒီအခိုက်အတန့်မှာ Ilya စောင့်နေတဲ့တံပြန်ထိုးချက်ရောက်လာနိုင်ပါတယ်။ဒါကပွဲရဲ့အဆုံးဖြတ်ဖြစ်လာနိုင်ပါတယ်။နောက်ဆုံးခံမှန်းချက်အနေနဲ့ကျွန်တော်ရဲ့အမြင်အရ Gage ဟာလူများထင်ထားတာထပ်ပိုပြီးတောင့်ခံနိုင်မယ်ပိုပြီးတတိထားကစားမယ်ဒါပေမဲ့ Ilya ရဲ့တိကျမှုအချိန်ကိုက်မှုနဲ့အလဲထိုးနိုင်တဲ့စွမ်းအားကနောက်ဆုံးမှာအလုတ်လုတ်သွားပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်ရဲ့ခံမှန်းချက်ကတော့ Ilya Topuria ကဒုတိယအချီသို့မဟုတ်တတိယအချီအတွင်းအလဲထိုးအနိုင်ယူသွားမယ်လို့ထင်ပါတယ်။ဒီနေ့ရဲ့ Ilya Topuria နဲ့ Justin Gage တို့ရဲ့ပွဲအတွက်ခွဲခြမ်းစိတ်ဖြာမှုကတော့ဒီလောက်ပါပဲ။တိုက်ပွဲတစ်ပွဲမှာမြင်ရတဲ့ထိုးချက်တစ်ချက်ရဲ့နောက်ကွယ်မှာလူအများမမြင်နိုင်တဲ့အကြောင်းပြချက်တွေအများရှိနေတတ်ပါတယ်။ဒီ channel မှာတော့ရလက်ကိုပဲပြောမှာမဟုတ်ပါဘူး။ရလက်ဖြစ်လာရတဲ့အကြောင်းရင်းကိုပါရှာဖွေပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ပွဲတစ်ပွဲကိုကြည့်ရုံမဟုတ်ပဲနားလည်ခြင်းနဲ့ဆိုရင်ကျွန်တော်နဲ့အတူနောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်